โอเคအားလုံးပဲဒီနေ့ကတော့၄လပိုင်း25ရက်နေ့ပေါ့၄လပိုင်း25ရက်နေ့အလောက်ကျွန်တော်အလောက်ချိန်စီကညနေ2ကလေး3နာရီကနေည7နာရီထိဖြစ်တယ်ပေါ့နော်အားကြောင့်မလို့အခုကနေပြီးတော့အလောက်ကနေသွားမဲ့လမ်းကနေပြီးတော့ဒီလမ်းတစ်လျှောက်မှာအလောက်ကနေအင်ဂျားထဲမှာဘာတွေရှိလဲဆိုတော့ကျွန်တော်နည်း share လုပ်ပေးမှာဖြစ်ပါတယ်โอเคအခုသွားမှာကကျွန်တော်အလောက်ကဒါကတော့ကျွန်တော်နေတဲ့အစာပေါ့ကျွန်တော်နေတဲ့အစာဦးစာအုပ်ဖြစ်ပါတယ်အခုသွားမှာကအလောက်ကကျွန်တော်ဟိုးဘက်မှာစပိန်နဲ့ဆိုလို့ရှိရင်နိုင်ဝက်လောက်တော့သွားရတယ်အခု3နာရီကနေပြီးတော့ည7နာရီထိဒီနေ့လောက်ချိန်ကစပိန်နဲ့ဆိုရင်နိုင်ဝက်လောက်သွားရတယ်ပေါ့နော်အခုကညက7နာရီစမ်းကြီးဆိုတော့အခုသွားကနေပြီးတော့အပြန်ညပိုင်းရှိတယ်ဆိုတော့ကျွန်တော်လိုက်ပြီး share လုပ်ပေးမှာဖြစ်ပါတယ်โอเคဒီမှာကဒါကျွန်တော်နေတဲ့အစာကျွန်တော်နေတဲ့အစာကကျွန်တော်6လောဘောလုံးတယ်ပေါ့6လောမှာနေဒီအစာဦးကဒီနိုင်ငံခြားသားအလုပ်သမားတွေအများဆုံးငားနေတဲ့အစာဦးပေါ့နော်ဈေးနှုန်းကကြတော့တခန်းကိုဂျပန်ယန်ငွေ4000နဲ့5000ကြားမှာရှိတယ်ပေါ့နိုင်ငံခြားသားအများစုနေတဲ့ဂျပန်နေလည်းနေတယ်ပေါ့နော်အစာဦးတွေကကြတော့ဒီနိုင်ငံခြားသားများစုငားနေတဲ့အစာဦးတွေကြတော့နည်းနည်းတော့ဟောင်းပြီပေါ့နည်းနည်းတက်တန်းကြတဲ့ဟာတွေပေါ့နော်အားကြောင့်မို့လဲဈေးကဒီအသင့်နေရတဲ့ဒီလောက်ဈေးနဲ့ရတဲ့ဟာတွေပေါ့တခန်းကို4000ကျော်5000ကျတော့ရှိတယ်ဒါတွေကတယောက်ခန်းနေပေါ့အိုဆာကာမှာဆိုရင်တော့5000ဝန်းကျင်လောက်ဆိုရင်ဒီလိုတယောက်ခန်းလာတခန်းရတယ်ဒါကတော့ဒီစာအုပ်အောက်ချီပိုင်းစာအုပ်အောက်ထဲမှာဆိုလို့ရှိရင်ဒီဟာကဘာဆက်ပါလဲလက်သွားတော့လို့ဒီမှာကအမိုက်ပြစ်တဲ့စာအုပ်အောက်ချီမှာအမိုက်ပြစ်တဲ့နေပေါ့အမိုက်ကကြတော့သူကဒီဂျပန်မှာကြတော့အမိုက်ပြစ်တာကြတော့တက်ခွဲထားတယ်ပေါ့အမိုက်အဲ့လိုမီးရှို့ရင်လောင်တဲ့ဟာတွေနဲ့အဲ့လိုအမိုက်ဆိုတွေပေါ့ထမင်းညာဟင်းညာစားကြနဲ့တက်ခွဲထားရတယ်ပေါ့ဟိုသူတက်မှတ်တဲ့ရက်ပဲပြည့်ရတယ်ပေါ့အဲ့လိုမျိုးဟိုရေခဲတစ်တာတို့ထမင်းပေါင်းတို့ဘာတွေကကြတော့ဟိုပြည့်လို့ဆိုရင်ပတ်စံပေးရတယ်ဒီလိုကုမ္ပဏီပတ်စံပေးပြီးပြရတယ်ကုမ္ပဏီကိုဖုန်းဆက်ပြီးတော့မှအဲ့လိုမျိုးပြရတယ်ပေါ့ဒီတိုင်းပြရှင်တိုင်းပြလို့မရဘူးသူကသူခွဲထားတာဒါကအစာအုပ်ဝယ်စပိန်ထားတဲ့နေရာအစာအုပ်အောက်ဆုံးတက်မှာစပိန်ထားတဲ့နေရာဖြစ်ပါတယ်စပိန်နဲ့โอเคဒါကတော့ဒီ2နာရီ15မိနစ်ကနေစထတာဖြစ်ပါတယ်အလုပ်သွားလို့ဆိုရင်ဒီမှာကကြတော့အလုပ်လုပ်ပြီဆိုလို့ဆိုရင်လမ်းစီအထောက်ပံ့နေပါတော့ပုံမှန်ဆိုလို့ဆိုရင်တော့ယထာကတောင်းတကုမ္ပဏီဆိုရင်တော့ယထာကပေးတယ်ပေါ့ဒီအလုပ်ကနေအိမ်ကိုယထာစီလို့ဆိုရင်တရက်ကိုထားပါတော့ဂျမန်ရန်ငွေ900ကျတယ်ဆိုလို့ဆိုရင်တလားဆိုရင်ဘယ်လောက်လာထုတ်လို့ဆိုရင်ယထာကပါထောက်ပံ့တယ်အခုတော်များများတော့စပိန်နဲ့လာလို့ရခိုင်းတော့စပိန်နဲ့လာလို့ရရင်တော့စပိန်နဲ့ပဲလာခိုင်းတာပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာကနောက်ဆုံးရထားဆိုတာညပိုင်း12နာရီနောက်ဆုံး12နာရီကျော်လို့ဆိုရင်နောက်ဆုံးရထားမမီလို့ဆိုရင်သွားလာတာခက်ခဲဖြစ်မှာကြောက်မလို့အဲ့လိုစပိန်ဝယ်ခိုင်းတယ်ပေါ့စပိန်ဝယ်ပြီးတော့အဲ့လိုစပိန်နဲ့ပဲသွားပြန်လောက်ခိုင်းတယ်ပြီးရင်စပိန်ရရတယ်စပိန်ရက်ခါကိုလာတာဆိုရင်ပေးတယ်ပေါ့ခုနောက်ပိုင်းဂျပန်မှာကစပိန်စီလို့ဆိုရင်စီကန်းတွေကအသစ်ထောက်ထားတယ်ပေါ့နော်စပိန်စီလို့ဆိုရင်ဥပမာဒီပြီးခဲ့တဲ့4လပိုင်းစားလောက်ကမှစပြီးတော့ဒီသူတို့တွေစီကန်းတွေတင်းကျပ်ထားတာပေါ့စီကန်းတွေတင်းကျပ်ထားတာကဟိုအဲ့လိုစပိန်မှာ break တွေပါတွေမကောင်းလို့ဆိုရင်တန်ကိုရိုက်တယ်ရဲနေမိလို့အဲ့လိုတခုခုစစ်ဆေးမိရင်ပြီးတော့စပိန်မှာအဲ့စပိန်မီမပါလို့ဆိုရင်လည်းအဲ့လိုတန်ကိုရိုက်တယ်ပေါ့
လမ်းသွားရင်လည်းဖုံးပြောတာတွေလမ်းသွားရင်လည်းဟိုလိုဖုံးပြောတာတွေတို့ဟိုလိုတချင်းနာထောင်တာတွေတို့ရဲနေမိလို့ဆိုရင်အဲ့လိုတံငွေကောက်တယ်ပေါ့အနည်းဆုံး9000ကနေ1000ကျားပေါ့အဲ့လိုဒီရှိတယ်ပေါ့အလောက်တာကကျွန်တော်လောက်ကကြတော့ဒီအိုဆာကာမြို့ရဲ့ဒိုဒိုမိုဒီစထရီတ်ဆိုတာကဒီနိုင်ငံခြားသားဖြည့်သွားတဲ့လေဘက်များတဲ့နေရာတွေကတနေရာပေါ့အထူးသဖြင့်အစားအသောက်တွေနဲ့အဲ့လို branded တွေပေါ့ကွာကျော်အဝယ်စားနာမည်ကြီးမှတ်တံဆိပ်တွေများတဲ့နေရာအဲ့ဒါကြောင့်မလို့တော်တော်လေးလူစီတယ်ပေါ့နော်ဂျပန်မှာကတော့အိုဆာကာမှာကဒီနိုင်ငံခြားသားခီးသွားတဲ့လေဘက်များရဲ့နေရာဆိုလို့ရှိရင်ဒိုဒိုမိုဒီလမ်းရှိမယ်ပြီးတော့အိုဆာကာလမ်းတော့ပြီးတော့ Universal Studio ဆိုတာကဟိုလိုအဲ့လိုကစားကွင်းပေါ့ကစားကွင်းအကြီးစားပေါ့အဲ့လိုနေရာပေါ့အဲ့ဒါတွေကအဓိကနိုင်ငံခြားသားတွေသွားတဲ့နေရာဖြစ်တယ်ပေါ့နော်ပြီးတော့ဒီစပိန်စီလို့ဆိုရင်လည်းဒီထီးဆောင်လို့မရဘူးပေါ့ဒီလေးလပိုင်းမတိုင်ခင်စီကန်းတွေမတင်းကြက်ခင်တော့ကဆိုရင်တော့ဒီစပိန်တွေပါတယ်စီလို့ဆိုရင်ထီးဆောင်လို့ရတယ်မိုးတွေပါတယ်ရွာတာတို့နေပူတာတို့ပါတယ်ဆိုလို့ဆိုရင်အခုနောက်ပိုင်းလေးလပိုင်းတရက်နေ့ကနေစပြီးတော့စပိန်စီရင်နဲ့ထီးဆောင်တာတွေပါမရတော့ဘူးပေါ့အဲ့ဒါကြောင့်မလို့မိုးကိုင်းကြီးဝယ်ရတယ်မိုးကိုင်းကြီးတွေပါတွေဝယ်ရတယ်ရထားနဲ့သွားတာနဲ့ဒီစပိန်နဲ့သွားတာနဲ့ဆိုလို့ရှိရင်ကစပိန်နဲ့သွားတာကပုံမြန်နေပါတော့။ဘာဖြစ်လို့လဲဆိုတော့ရထားနဲ့သွားတာကကြတော့စောင့်ရတယ်ပေါ့အချိန်စောင့်ရတယ်ပြီးတော့ကျွန်တော်နေတဲ့နေရာနဲ့အလုပ်ကအလုံနာဘူတာကတဆင်နဲ့တန်းမြောက်ဘူးပေါ့တဆင်နဲ့တန်းမြောက်တဲ့အတွက်ကြောင့် line ပြောင်းစီရတယ်ဥပမာရထားက17နာရီကနေထွက်မယ်ဆိုလို့ရှိရင်ကြားထဲကနေဟိုဘက် line ပြောင်းစီရတဲ့ဘူတာကိုကြတော့2ဘူတာလောက်စီပြီးရင်နောက်ထပ်ရထားလာဖို့ထပ်ဆောင်ရတယ်အဲ့စောင့်နေတဲ့အချိန်လေးတွေကနည်းနည်းအချိန်ကြာတာပေါ့စပိန်နဲ့ဆိုလို့ရှိရင်ကိုကနင်းသလိုမြန်ရောက်တယ်ပေါ့စပိန်နဲ့သွားတာလည်းကောင်းပါတယ်ပြီးတော့အိမ်ကနေဘူတာပြီးရင်ဟိုကအလောက်ကနေဘူတာကလမ်းထက်ရှောက်ရတယ်ပေါ့အဲ့ဒါတွေကနည်းနည်းကြာတာပေါ့ပြီးတော့တချို့နေရာတွေဆိုလို့ရှိရင်မြို့ထဲမှာယထာတိတ်မရောက်တဲ့နေရာတွေဆိုလို့ရှိရင်တော့ဒီမှာဘတ်ကားတွေလည်းဆွဲတယ်ပေါ့နော်မြို့ထဲမှာရန်ကုန်မှာဆိုလို့ရှိရင်ဆွဲတယ်လို့မျိုး line ကားတွေလည်းဆွဲတယ်တော့ဒါပေမဲ့နေရာတော်တော်များများတော့ line ယထာဘူရာတွေပါလေရရှိတယ်ပေါ့နော်ဒါကကျွန်တော်နေ့တိုင်းသွားပြန်လုပ်နေတဲ့အလောက်ကနေအိမ်နဲ့အလုံးနဲ့အိမ်သွားပြန်လာဖြစ်တယ်ပေါ့လမ်းတော့မြဲပဲသွားလို့ရပါတယ်ဘယ်လမ်းကပဲသွားတာမိနစ်20နိုင်ဝက်ဝင်ကျင်တော့ပဲသွားရတယ်ပေါ့ဒီနေ့ကတော့ဒီလမ်းကနေသွားပြန်ပါနော်ခုက3နာရီညက12နာရီမှာ12နာရီတိုင်းပေါ့3နာရီကနေ12နာရီဆိုတော့ကြားတဲ့နားချိန်1နာရီနဲ့ဆို8နာရီတော့အောင်ဖြစ်ပါတယ်ခုက4လပိုင်းလာကုန်တာနေဆိုတော့ຫນွေကျွန်တော်မှဆိုຫນွေဥပေါ့ຫນွေဥဆိုတော့ရာသီဥတုကနဲ့နေလို့ထိုင်လို့ကောင်းတဲ့ရာသီဥတုပေါ့ဒါပေမဲ့ပြီးခဲ့တဲ့
လောက်ဝလောက်ကတော့ရှေ့2ပတ်လောက်ကတော့ဆာကူရာတွေကတော့ပွင့်ပြီးသွားပြီပေါ့နော်ဒီမှာစီဈေးကကြတော့regular ပုံမှန်1လီတာကို181ရန်ပေါ့ဒီနေ့ဓာတ်စီဈေးရဒီဘက်မှာကစပိန်စီးတဲ့လူတွေဆိုလို့ရှိရင်လမ်းသွားလမ်းလာတွေကိုဦးစားပေးရတယ်ပုံမှန်ဆိုလို့ရှိရင်ဗျာဒီလူသွား platform လူသွားစဉ္ညာလမ်းပေါ်တက်ပြီးတော့ဒီလေးလပိုင်းစီကန်းတွေမကြက်ခင်တော့ဆိုလူသွားလမ်းပေါ်တက်ပြီးတော့စပိန်နင်းလို့ရတယ်အဲ့ဒါဆိုလို့ရှိရင်လမ်းသွားလမ်းလာတွေကိုလမ်းလျှောက်ပြီးသွားတဲ့လူတွေဦးစားပေးပြီးတော့သွားရတယ်ပေါ့ဟိုမှာနောက်ကနေကိုယ့်အရှိမလမ်းမှာပိတ်နေတယ်ဆိုရင်တော့မှပဲစပိန်ကိုဘယ်တီးလို့မရဘူးပေါ့တောင်းအခုလေးလပိုင်းထုတ်လိုက်တဲ့စီကံအစ်စ်ကကြတော့ဒီကားလမ်းပေါ်တက်နေရမှာပေါ့ကားလမ်းမှာဒီဘက်အချမ်းသားလေးဒီဘက်ကတ်နေရမှာဒီ platform လမ်းနေပေါ့တော့နင်းဝင်မပြည့်ဘူးပေါ့ဒါပေမဲ့လည်းအစီကံတိတ်ပြီးတော့တို့ဂျမန်လူမျိုးတွေကိုယ်တိုင်တော့သဘောမကျဘူး line မှာအဲ့လို complaint တက်တာတွေပါရတော့ရှိတယ်ပေါ့နော်လမ်းမှာဒီကားလမ်းမှာတက်ပြီးတော့မောင်းခိုင်းတာကြတော့ကလေးတွေအတွက်အန္တရာယ်ရှိတယ်တို့အဲ့ဒါကြောင့်မလို့ပဲတချို့မိဘတွေကြတော့တို့သားသမီးတွေကိုအဲ့လိုဒဏ်ငွေရဲတွေပါတယ်မိလို့ဒဏ်ငွေရိုက်ခံရဆိုတော့အဲ့လိုလူသွားလမ်းမှာပဲမောင်းဖို့စပိန်နင်းဖို့အဲ့လိုနည်းနည်း complaint တွေထွက်လာသေးတယ်ပေါ့နော်ဟုတ်ပါတယ်တခုဖြစ်သွားရင်ပတ်ဆက်ဒဏ်ငွေရိုက်ခံရတာတက်ဆိုင်တော့ကိုယ်အသက်အန္တရာယ်ပဲပေါ့ဒါကတော့အရှိမကဒီဂျပန်ဈေးတန်းပေါ့ဂျပန်ဈေးတန်းတွေကနေစပိန်ဖြတ်ပြီးတော့နင်းမှာဖြစ်ပါတယ်ဗီဒီယိုကတော့လမ်းမှာကင်ပြီးတော့ရိုက်တာမဟုတ်တဲ့အတွက်ကတော့ရဲတွေပါတွေ့တော့ဘယ်လိုနေမလဲတော့မသိဘူးသူကလမ်းသွားရင်ဖုံးပြောတာတွေအဲ့လိုတရှင်းနာထောင်တာတွေပဲလုပ်လို့မရတာဒီကကြတော့ရဲတွေ့ရင်ဘယ်လိုဖမ်းခံမလားတံငွေရိုက်ခံရမလားတော့တခြားတော့မသိဘူးပေါ့ဒါကပန်းဆိုင်ဂျပန်ပန်းဆိုင်လေးပေါ့ဒီမှာကမဆိုင်အလေးတွေရောင်းတဲ့ဆိုင်လေးတွေပေါ့နော်အစားတော့ငါဆိုလို့ရှိရင်ညာဝိုင်းနေပြန်လာလို့ရှိရင်ဒီလိုမီးပွိုင်းနေဆိုရင်ဒီလိုလမ်းမကြီးတော့မဟုတ်ဘူးပေါ့နော်ဒီလိုမီးပွိုင်းသေးလေးတွေပါတယ်ဆိုလို့ရှိရင်လူသွားလူလာရှင်းတယ်ဗျာလူသွားလူလာဘယ်သူမှမရှိတဲ့ခါကြလို့ရှိရင်မီနီတွေပါတယ်ဖြတ်မောင်းတာပေါ့မီနီတွေပါတယ်ဖြတ်မောင်းလို့ရှိရင်တော့အမြန်ရောက်တဲ့ channel နဲ့လေးစောကောင်းစောနိုင်တာပါအခုနောက်ပိုင်းကျတော့ကံကောင်းတော့ရဲနဲ့တွေ့လို့ရှိရင်အဲ့လိုမီနီဖြတ်မောင်းတာတို့မိဘမရောက်ခင်ရက်တို့တွေရက်ဆိုတဲ့စိုင်းမှုတွေပြလာတော့မရက်ပဲသွားတာလို့ဆိုလို့ရှိရင်ရဲနဲ့တွေ့ရင်တန်းကိုရိုက်ခံရတယ်ပေါ့နော်ဒါကတော့ဂျပန်ဈေးတဲ့ဖြစ်ပါတယ်ဂျပန်ဈေးတဲ့မှာဆိုရင်တော့အသေးရွက်ရောင်းနေဟာတွေ
အိုဆာကာမြို့ကတခြားမြို့ကြီးတိုကျိုတို့တိုကျိုနဲ့ရှင်နန်တို့ဆိုရင်တော်တော်များများနေလို့ကောင်းတဲ့မြို့တွေပါတယ်လို့ပြောတယ်နိုင်ငံသားတွေပါဝင်မယ်ဟုတ်ပါတယ်ဒီမှာကကြတော့ကားလမ်းကျက်တာတွေလူအရင်မရှုပ်လူတွေလည်းအရင်မရှုပ်ဘူးပေါ့ယထာရောင်းစင်းရုံတဲ့ယထာစီးတာတွေပါတယ်ဆိုရင်တော့မှအရင်ရှုပ်တယ်လည်းမပါဘူးနော်အားကြောင့်တော်တော်များများကြိုက်ကြတယ်ပေါ့အိုဆာကာအိမ်ငန်းငှားကားတွေပြီးတော့ကုန်စည်နှုန်းတွေပါတယ်ကားကြတော့လေဒီစင်းနှုန်းတက်နေတယ်ပါတယ်ပေါ့နော်ဒါကတော့ဂျပန်ဈေးတွေပဲဖြစ်ပါတယ်အလုပ်ချိန်တွေကကြတော့တနေ့တစ်နေ့ပုံမှန်မရှိပေါ့ရမဆိုလို့ရှိရင်ကျွန်တော်လောက်တဲ့စားတောက်ဆိုင်တုန်းကစားတောက်ဆိုင်အလုပ်တွေတခြားအလုပ်တွေကကြတော့ဒီပုံမှန်မရှိပေါ့စိုက်ရုံအလုပ်တို့ရုံးသမားတွေလိုမျိုးမဟုတ်ပေါ့အဲဒါကြောင့်မလို့ဒီနေ့ဆိုလို့ရှိရင်3နာရီရနေ7နှစ်မနက်ဖြန်အချိန်စင်းကကြတော့2နာရီရနေ17နာရီထိပါနော်17နာရီထိအဲဒါကြောင့်မလို့ဒီနေ့အချိန်ကတော့မတူပါဘူးစားတောက်ဆိုင်လုပ်ငန်းတွေကြတော့ဒါကကျွန်တော်ပန်းနေပါတယ်ရောင်းနေဆိုင်ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်မြို့ထဲနားနေလိုက်ပေါ့မြို့ထဲဆိုတာကဒီကျွန်တော်လုံးမဲ့နေရဂျပန်မှာဆိုရင်4လပိုင်း5လပိုင်း6လပိုင်းအ3လကဒီတော်တော်များများຫນွေဦးကကြတော့ရာသီဥတုဒီ၄မျိုးထဲမှာနေလို့အကောင်းဆုံးလို့တော့ပြောလို့ရတယ်တရားနဲ့တရားကတော့အကြိုက်မတူဘူးပေါ့ကျောင်းဆန်နဲ့ဒီຫນွေဦးကိုကြိုက်တယ်ຫນွေဦးကကြတော့ခီးသွားတာလေးဘယ်လိုမျိုးခီးသွားတာလေးပေါ့သွားလို့ရတဲ့သွားလို့ကောင်းတဲ့ရာသီဥတုပေါ့နော်အနှွေးတွေပါလေထွေးဝစ်ရမလို့ຫນွေဦးကကြတော့အရင်နဲ့မပူ4လပိုင်း5လပိုင်း6လပိုင်းဟုတ်ပါ9လပိုင်းလောက်ကနေစပြီးတော့တော်တော်လေးပူလာတဲ့ရာသီဥတုဆိုရင်တော့အရင်သွားလို့လာလို့မကောင်းတော့ဘူးကျွန်တော်မှာပူတာကလည်းတော်တော်လေးပူတယ်ပါတယ်မြန်မာနိုင်ငံနဲ့တော့တိတ်မကွာဘူးပေါ့โอเคဒါကမြို့ထဲပိုင်းရောက်လာပြီပေါ့နော်မြို့ထဲမှာဆိုလို့ရှိရင်က24 hour ဆိုင်နေ24 hour 24နာရီတော့တောက်လျှောက်ဖွင့်တဲ့ ramen ဆိုင်တို့စားတောက်ဆိုင်တွေပေါ်တယ်ပေါ့ပြီးတော့ဒီရှေ့ကလမ်းတစ်လျှောက်ဆိုရင်ညာပိုင်း7 လောက်ထိကိုလူတွေတော်တော်စီတယ်ပေါ့ဒီလမ်းတောက်လျှောက်ဆိုလို့ရှိရင်
ဒီမှာရှေ့ရဆိုင်ဆိုလို့ရှိရင်24 hour ဆိုင်24 hour 24နာရီဖွင့်နေဆိုင်ပေါ့နော်ဒီနားလောက်ကနေစပြီးဒီနားတစ်ဝိုက်လောက်ကအဲ့လို24နာရီဖွင့်နေကျွန်တော်လောက်တဲ့နားမှာဆိုလို့ရှိရင်ခေါက်ဆွဲဆိုင်24 24နာရီတုန်းဖွင့်နေပေါ့နော်ခေါက်ဆွဲဆိုင်တွေများတယ်ဒီမှာအဓိကတော့ ramen ပေါ့ ramen ဆိုင်တွေတော်တော်များများ24နာရီဖွင့်နေဆိုင်များတယ်ပေါ့နော်ဒါတော့မျိုးတဲ့ဖြစ်ပါတယ်ဒီနားတစ်လျှောက်ကအဲ့လိုမျိုးဘားတွေကလပ်တွေပေါ့ညောင်ဝိုင်းဆိုလို့ရှိရင်ပိုးစီမယ်နည်းနည်းမှောင်လာပြီဆိုလို့ရှိရင်ကနေပြီးတော့ညနေတဲ့အထိတော်တော်စီတယ်ပေါ့ဒါကမျိုးတဲ့ချိုးရက်ကွက်ပေါ့ရက်ကွက်နေနဲ့ပြောရင်ချိုးရက်ကွက်ရပြီပေါ့ဒါအိုဆာကာမှာအဓိကဆိုတော့ခီးသွားတယ်လေပဲများတဲ့နေရာတွေကတနေရာပဲပေါ့နော်ပြီးတော့ဒီမှာလမ်းပေါ်မှာဆိုလို့ရှိရင်ဒီလိုမျိုးစပိန်တွေဘာတွေတွားဖို့အတွက်တက်လမ်းကြောင်းပေးထားတယ်အလမ်းပေါ်ပဲမောင်းရတယ်ဒီကားလမ်းပေါ်တွေတက်မောင်းတယ်ဆိုရင်တော့မှပဲဒီနာကနေစပြီးတော့ဒီနာမှာဆိုလို့ရှိရင်နိုင်ငံသားခေးသွားတဲ့အတွက်အဲ့လိုမျိုးကားတွေပါလေရက်တယ်ပေါ့ရေရှေ့ကနေစပြီးတော့တောက်လျှောက်ဒီဟာကဒီတောက်လျှောက်ပေါ့ဒီနားမှာနိုင်ငံသားခေးသွားတွေလာတဲ့ဟာတွေဒီလိုကားကြီးတွေနဲ့ဒီနေရာမှာပဲချပေးတယ်ပေါ့ချပေးပြီးတော့ဒီကနေပြီးတော့အရှေ့ကနေသွားပြီးတော့လမ်းလျှောက်ဒီတောက်လျှောက်လမ်းလျှောက်တာပေါ့ဒီဟာကတော့ဒါကတော့ဒိုဒိုမိုရီ street ဒိုဒိုမိုရီလမ်းဖြစ်တယ်ပေါ့ဒီတောက်လျှောက်ကနေညာဘက်တန်တိုင်းတဝိုက်ဆိုလို့ဆိုရင်ခီးသွားတယ်များတယ်ပေါ့โอเคနိုင်ငံခြားသားရဲ့ဆိုတဲ့ထဲမှာတရုတ်တွေအများဆုံးပါမယ်တရုတ်တွေပြီးတော့ကိုရီးယားတွေပြီးတော့ဥရောပဘက်ကကောင်းတယ်ပေါ့အီတလီတို့စပိန်တို့ဖရန့်အစုံပေါ့အဓိကတော့တရုတ်တွေများပါတယ်ဒီကနေစပြီးတော့ဒီမှာဆိုလို့စင်ရင်ကဒီလမ်းပေါ့ဒီကဒိုဒိုမိုရီလမ်းစားနေပြီးတော့ဟိုးတောက်လျှောက်ဒီကနေစပြီးလမ်းလျှောက်သွားတော့ကားလည်းဝင်လို့မရအောင်ဆိုင်ကလည်းမရဘူးစပိန်လည်းမရဘူးโอเคဒီနေ့ကစနေတနင်္ဂနွေဆိုလို့ရှိရင်ဒီအရှိနာမှာမြင်းလောင်းတဲ့နေရာရှိတယ်မြင်းဆိုတာအပြင်ကနေပြီးတော့လောင်းတဲ့ပွဲပေါ့ဒီဂျပန်မြင်းပြိုင်ပွဲအဖွဲ့အစည်းကနေပြီးတော့တရားဝင်ဖွင့်လှစ်ထားတဲ့အပြင်ပိုင်းမြင်းလောင်းရုံရှိတယ်အရှိမ win ဆိုတဲ့နာမည်နဲ့စနေတနင်္ဂနွေဆိုလို့ရှိရင်အဲ့မြင်းလောင်းတဲ့ဝါသနာပါတဲ့ဒီအဓိကဖြစ်တက်ကြီးရွယ်ကိုတွေများတယ်ပေါ့အဲ့တက်ကြီးရွယ်ကိုတွေကမြင်းလောင်းမို့လာတယ်ရှေ့ကဘိုးကြီးတွေဆိုမြင်းလောင်းမို့လာတာပေါ့နော်ဒီမှာဆိုလို့ရှိရင်သူတို့ဝန်ဆောင်မှုပေးတာကကြတော့စပိန်တွေပါတွေသူတို့မြင်းလောင်းတဲ့ယုံနာဖြတ်သွားပြီဆိုလို့ရှိရင်စပိန်တစ်စီးလာပြီဆိုလို့ရှိရင်ဟိုမှာစပိန်တွေပါတွေဖြတ်သွားမယ်ဘာညာအတီးပေးတာပေါ့အဲ့ဒါဆိုလို့ရှိရင်စပိန်လာတာကိုကျောင်းဆိုလို့ရှိရင်သူ customer service ပေါ့โอเคဒီရပဲဒါဆိုတာက wins ဒီရှေ့မှာဆိုလို့ရှိရင်မြင်းပြိုင်ပွဲအမှာဆိုလို့ရှိရင်မြင်းပြိုင်ပွဲလောင်းတဲ့နေရာပေါ့ဒီ win ဆိုတဲ့နာမည်ကကြတော့ဒီလောင်းကြီးနာမည်ပေါ့လောင်းကြီးဟိုမှာဆိုလို့ရှိရင်လောင်းကြီးရောင်းတဲ့နေရာဟိုမှာလောင်းကြီးလက်မှတ်ဝယ်ပြီးတော့ခါတဲ့အပေါ်မှာဟိုက်ဆွမ်းဆိုင်ဒီ win ဆိုတဲ့နာမည်ကကြတော့ကင်မရာရိုက်လို့မရဘူးတဲ့ဒီနာမည်ကကြတော့မြင်းလောင်းတဲ့နာမည်
ဝင်းဆိုတာကဗျကိုလောင်းနဲ့မြန်ပထမရတော့လို့စင်ပထမရမှရတဲ့လောင်ကြီးမျိုးစားအဲ့ဒါကိုသူတို့ wins လို့ခေါ်တာပေါ့โอเคကင်မရာရိုက်လို့မရဘူးဒီနားတွိုက်ကနေစပြီးတော့ဒီစားတောက်ဆိုင်နေပဲပေါ့နော်โอเคဒီမှာဖြစ်ပါတယ်မှာဆိုလို့ရှိရင်伊ザカヤဆိုတာကဂျပန်အရက်ဆိုင်ကြီးပေါ့မှာဆိုလို့ရှိရင်Kobe beef တရားရခိုင်တော့Kobe beef ရှိတယ်Kobe beef ကဂျပန်မှာဝါဂီကတော်တော်လေးနာမည်ကြီးတယ်ပေါ့နိုင်ငံခြားသားခီးသွားတွေကြားတယ်မှာဝါဂီရဲ့Kobe beefနိုင်ငံခြားသားလုပ်သမားတွေထဲမှာဆိုလို့ရှိရင်အများဆုံးဆိုတာထက်ဒီ BNN အများမယ်ပြီးတော့တရုတ်လူမျိုးများမယ်ပြီးတော့မြန်မာလူမျိုးတွေများမယ်ပေါ့အဲကြောင့်မလို့နောက်ပိုင်းကျတော့ဒီနားတွိုက်ဒီမှာလည်း BNN ဆိုင်တွေမြန်မာစားသောက်ဆိုင်တွေလည်းတွေ့ရတယ်ပေါ့နော်ဒီရှိကဒီဆိုင်ကကျတော့ကျွန်တော်တို့ဆိုင်ဖြစ်ပါတယ်ကျွန်တော်လုပ်တဲ့ company ရဲ့ရုံးချုပ်ပေါ့ဒီဆိုင်မှာ还有来吗？OK， ဒီနားတော့ဖြစ်ပါတယ်ဒီရှေ့ကဆိုင်ဆိုလို့ဆိုရင်ဒါဆိုရင် ramen ဆိုင်မှာ24 hour ဖွင့်တဲ့ ramen ဆိုင်ဖြစ်ပါတော်တော်လေးတဲ့နာမည်ထွက်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဝတ်သားနဲ့လောက်ထားတဲ့ ramen ပေါ့ဆိုလို့ရှိရင်ဒီမျိုးမှာဆိုလို့ရှိရင် massage မိနစ်60 3600ပေါ့နော်ဒီမှာကာရာโอเคဆိုင်နေလည်းရှိတယ်ပေါ့ဒီအစားတော့ငါဆိုလို့ရှိရင်ဒီလူသွားလူလာနေတဲ့လမ်းကြားတွေပါတယ်မှာဆိုလို့ရှိရင်စပိန်အေးရက်တာပေါ့နော်တော်တော်များများဒီအလုပ်လုပ်တဲ့လူတွေကစပိန်နဲ့လာတဲ့လူတွေကအခုနောက်ပိုင်းကျတော့အဲ့လိုမျိုးဖမ်းတာပေါ့အဲ့လိုတရားရက်လို့မရတဲ့နေရာတွေမှာရက်ထားတော့ကြစပိန်တွေဖမ်းတယ်ပေါ့စပိန်ဖမ်းတဲ့အတွက်ကြောင့်မလို့ဒီလိုစပိန်ထားတဲ့နေရာတွေမှာထားရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါကစပိန်နေထားတဲ့နေရာဖြစ်တယ်။ရက်တာတော့မှပဲဈေးသက်တာတဲ့နေရာမှာပဲရက်ခိုင်းနေပါတော့။ဒါပေမဲ့ဒီနေရာကဘာဖြစ်လို့ဈေးပို့လဲဆိုတော့အပေါ်မှာကခုနအမိုးပါတယ်ပေါ့။ဟိုဘက်150ဆိုတဲ့နေရာကကြတော့ဒီစပိန်အပေါ်မှာအမိုးမပါဘူးပေါ့။မိုးမပါတဲ့ကြောင့်မလို့မိုးရတာတော့နည်းနည်းပျက်စီးရတယ်ပေါ့မိုးရတာလည်းပါတယ်ဆိုတော့ရှို့ကြတော့ battery စပိန်နေပါတယ်လည်းရှိတယ်။ဒီနေရာဖြစ်ပါတယ်။ဒါကတော့ဒီမှာဆိုလို့ရှိရင်စေးတိုင်းအခွန် test free ပေါ့ဂျာမာကဈေးဝယ်လို့ရှိရင်အခွန်တွေပါတွေကပေးရတယ်ပေါ့ဘာဝယ် 10% နိုင်ငံခြားသားအလဲပတ်လာတဲ့သူတွေဆိုလို့ရှိရင်ကကြတော့ဒီ test free ဆိုတဲ့ဆိုင်တွေမှာတော်တော်များများရှာဝယ်တယ်ပေါ့ဈေးလည်းတက်တာတယ်ပေါ့ 10% ဆိုရင်ဒီတစ်ဖြစ်စောက်ဆိုင်တွေမှာကကြတော့ဒီ test free မရှိတော့ပဲချို့တရုတ်တွေပါတယ်ဆိုလို့ရှိရင်လက်စားတော့ဆိုင်ဝင်တော့မှပဲ test free လာဘာညာပေးတဲ့လူတွေတောင်ရှိတယ်နော်ဒီနားတော့ဒီမှာဆိုလို့ရှိရင်ဒီအရှိမဆိုလို့ရှိရင်ဒါဆိုရင်လည်း24 hour ဆောင်တော့ဒါကကြတော့အကင်နိုင်ဖြစ်မှာအကင်တွေပါတယ်ရောင်းတဲ့ဆိုင်ဒီနားမှာဆိုလို့ရှိရင်ကကြတော့ramen စား Okay ခုကနေစပြီးတော့ကျွန်တော်မာကြီးကမိနစ်45မိနစ်ရှိပြီဆိုတော့ခဏနေလောက်ဝင်ရတော့ဖြစ်ပါတယ်ညကြမှာပဲပြန်နားမှာပါရှိတယ်ဆိုတော့ထပ်ပြီးရကြပြီဖြစ်ပါတယ် Okay bye bye ဒါတော့ဒိုတွင်းမို့ဒီ street ပေါ့နော်နေ့ညနေ3နာရီနေ့လယ်3နာရီလောက်မှမြင်ရတဲ့ဒိုတွင်းမို့ဒီလာဖြစ်ပါတယ်
ကျွန်တော်ကလာတော့ဟိုးဘက်ထိတ်ကနေလာတာပေါ့ဟိုးဘက်ထိတ်ကနေပြီးတော့မှကားတွေပါရက်ပြီးနားတစ်ချောင်းလမ်းလျှောက်ဆွဲနေကားတွေရထားတယ်ဒီကတော့ည7:00နာရီပါ7:00နာရီကျွန်တော်အလုပ်ပြီးတော့ပြန်มาဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်ဒီ ramen ဆိုင်နေဆိုလို့ရှိရင်24 hour ဆိုင်ဒီမှာဆိုလို့ရှိရင်ခင်းရရှိမဲ့သူ့ဘေးရဲ့ဘေးချင်းကရကလည်း ramen ဆိုင်နဲ့ဒီကောင်လည်း24 hour မဒီရှိကကမ္ဘာဒီမှာကဒီဆိုင်ရဲ့မီနူးဒီမှာကတော်တော်များများကစားသောက်ဆိုင်တွေကဆက်လိုက်ရောင်းတယ်ဆက်လိုက်ဆိုတာကဒီမှာခောက်ဆွဲရယ်ထမင်းရယ်ပြီးတော့အမတွေ့တယ်ပြော၅ခုပါတဲ့ဟာကြီးပြောတာဆိုတာကမြန်မာမှာဆိုရင်ဖတ်ထုတ်လိုမျိုးပဲဖတ်ထုတ်လိုမျိုးပဲဒီကောင်လေးကဒီ餃子5ခုဂျပန်ယန်282မှာ200အခွန်ပါပြီးသားဆိုလို့ရှိရင်310ဒီကကြက်ကြော်ခါရာအခဲပေါ့နော်ခါရာခဲရတယ်ဒီမှာကြက်ကြော်ရတယ်တော်တော်စားများတယ်ကျွန်တော်လည်းကြိုက်တယ်ပေါ့နော်ဒီဂျပန်နေခါရာအခဲကြက်ကြော်ဟုတ်ဟယ်လိုသမင်းတပွဲကို182ခွန်ပါပြီးတော့250ဒီမှာကကောက်ဖဲပြီးတော့မှအဲ့လိုတက်ထက်မှလို့ရသေးတယ်ပေါ့နော်အမကျဲဥပြုတ်ပြီးတော့တစ်လုံး160ပြီးတော့ negi ဆိုတာချက်သွန်မိတ်ပေါ့ပြီးတော့ kimchi ရှိမယ်ဝတ်သားပြားတွေပါစားအဲ့ဒါမှာလို့ရတယ်ပေါ့နော်ဒီမှာကတော့ဒီမှာ menu မှာတယ်ဒီမှာ menu မှာပြီးလို့ဆိုလို့ရှိရင်ဒီကလက်မှတ်ထွက်လာလိမ့်မယ်အဲ့လက်မှတ်ထွက်ပြီးတော့ထဲထဲမှာထိုင်ဆောင်နေတယ်ပေါ့โอเคဒီဘက်မှာ Ichiran ဒီဆိုင်ကလည်းဒီနားတွိုက်မှာနာမည်ကြီးတယ်ပေါ့နော် Ichiran ဒီကောင်လည်း24 hour ပါပဲဒီကောင်လည်း ramen ဆိုင်ပဲပေါ့ပြီးတော့အရှိနာမှာကအရန်ကြီးတော့နာမည်မကြီးဘူးပေါ့တခြား Ichiran တော့ကတော့24 hour နိုင်ငံသားတွေနိုင်တယ်လို့ပြောတယ်မလောက်ကနေပေါ်ပြောက်ပြောတာအဲ့ဆိုလို့စားကြည့်ရအောင်ကြတော့မဟုတ်ပါဘူးဝတ်သားကိုမှချက်ထားတာဒီမှာ7ရက်ပြီဆိုလို့ရှိရင်ကိုနံပါတ်နဲ့ကိုနှိပ်ပြီးတော့ဒီမှာလာပြီးတော့ထုတ်ရတယ်ပေါ့နော်ကြားတဲ့တော့ပတ်ဆက်ပြီးဒီမှာဆိုလို့ရှိရင်ကျွန်တော်ရထားတာ88ကိုနေ့လယ်3နာရီကနေည7နာရီထိ240ရန်ကြားတယ်ပေါ့နော်အဲ့လို240ပေးပြီးလို့ဆိုရင်သူကဒီမှာဒီအောက်ထဲမှာဒီဆက်လက်ထွက်လာဒီဆက်လက်ထွက်လာပြီးလို့ဆိုရင်ကျွန်တော်ကြတော့ဟိုခီးစေးပေးတယ်ဆိုတာဒီဆက်လက်တွေကိုလာကုန်လို့ဆိုရင်လာထုတ်ရဲ့ဝင်းကျင်လောက်ဆိုလို့ဆိုရင်ဒါဆိုလို့ဆိုရင်အလောက်ကိုပြပြီးတော့စုစုပေါင်းဘယ်လောက်ကျရဲဆိုတော့တွက်ပြီးတော့ဒီကနေပြန်ထုတ်ရတယ်ပေါ့ပတ်ဆက်ကโอเคအခုကတော့အိမ်ပြန်ပါမယ်လာခဲ့တဲ့လမ်းအတိုင်းရပဲပြန်မှာဖြစ်ပါတယ်โอเคဒီဟာကကြတော့ကျွန်တော်အခုလောက်နေတဲ့ဆိုင်ရဲ့ရုံးချုပ်ဖြစ်တယ်ပေါ့အဓိကရောင်းတာကဂျပန်မှာတက်ကိုယာကီရောင်းတာဒီ9ခုလုံးရုံးချုပ်ဖြစ်ပါတယ်
ဆိုလို့ရှိရင်12နာရီကျော်တဲ့စီကိုမဖွင့်နေဘူးเนาะ Okay. Di na try mà di na cái chọn này lẻ cái bia đấy rồi vậy. ညပိုင်းရရင်ဒီနားတွက်ကစီတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းတက္ကစီတွေကြီးပဲပေါ့မျိုးလေကောင်ကြားတယ်လို့ပဲပြောမျိုးလေကောင်ပေါ့နော်မျိုးလေကောင်ဆိုတော့တောက်ရှောက်မှာကလတ်တွေပါလေဒီရှင်းနားတွိုင်းမှာဆိုရင်အဲ့ဒါတွေများတယ်ပေါ့နေ့လေပိုင်းဆိုရင်ကားလောက်မကြက်ဘူးပဲညပိုင်းရောက်မှကားနည်းနည်းကြက်တယ်ပေါ့ဒီညကဒါတော့ဒီလန်းနားပဲကားကြက်တာဒီရှင်းနာတော့ကြပါနော်24 hour မှာတညလုံးမှာဟိုတွေစားတောက်ဆိုင်နေမဟုတ်ပဲနဲ့ဘားတွေပါလဲရှိတဲ့လမ်းမှာဒီမှာ GN ဆိုလို့ရှိရင်လည်း24 hour နေကင်းပိုင်းမှာဆိုရင်လည်းအရင်လူရှုပ်တဲ့တယ်တော့မပါဘူးပေါ့နော်အိုဆာကာမျိုးကညပိုင်းဆိုရင်တော့ပိုတောင်ရှင်းသွားတာပေါ့နေရတော့နေလို့ကောင်းပါတယ်ကျွမ်းမှာဆိုလို့ရှိရင်နော်ဆိုလို့ရှိရင်ဒီမာလာပြီးအလုပ်လုပ်တာရှေ့လာမဲ့5လကျော်6လပိုင်းအကုန်လောက်ဆိုရင်2နှစ်ပြည့်ပြီပေါ့နော်2နှစ်ပြည့်ပြီဆိုတော့ဒီရှေ့ကဟာကလည်းဒါကထားမှာတယ်ဒီအဝါရောင်စိုက်မုတ်ကြီးတွေကဒီကောင်ကလည်း24 hour ဖွင့်နေဆိုင်ပဲဒီကောင်ညတော့ market သဘောမျိုးဖြစ်သွားတာပေါ့ super market လိုမျိုးဖြစ်သွားတာပေါ့ဒီကောင်လည်း24 hour ဖွင့်တာပဲ
ခုနကနှစ်ကျော်ပြည့်ပြီဆိုတော့အခုဗီဒီယိုကနေစပြီးတော့ဒီနိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုအဲ့လိုဗီဒီယိုလေးတွေအချိန်ရသလိုမျိုး share လုပ်ပေးသားမှာပေါ့နော်နိုင်ငံခြားသားဒီကျွန်တော်အလုပ်လုပ်တဲ့နေရာမှာကတရုတ်တွေနေတာများတယ်ဒီဘက်အလုပ်လုပ်တဲ့ရက်ကွက်ဒီဘက်ဘေးနားမှာကတရုတ်တွေနေတာများတယ်တရုတ်တွေနေတာများတယ်ဆိုတော့တရုတ်တွေကကြတော့စားတောက်ဆိုင်တွေဖွင့်နေပေါ့ပြီးတော့အလှကုန်ပစ္စည်းတွေလည်းတော်တော်များများရောင်းနေပါတော့ဒီလမ်းမရဝမ်းဝေးတလမ်းမโอเคဒါကမနက်ကလာခဲ့တဲ့ဈေးပေါ့မနက်ကလာခဲ့တဲ့ဈေးကနေပဲညပိုင်းပြန်သွားမှာပေါ့နော်ဒီရှေ့မှာဆိုရင်ကော်ဖီစားသူ့ဝိုင်းနဲ့သူအေးစေးပဲနိုင်ငံခြားသားတွေတော်တော်များများလည်းဒီမှာအခြေချတာများတယ်ပေါ့ဥရောပဘက်ကလူတွေနိုင်ငံဂျပန်နေနဲ့အိမ်အောင်ကြပြီးတော့ဒီမှာပဲအခြေချစီးပွားရေးလုပ်တယ်ပေါ့နော်ဒီမှာကစပိန်နေဆိုင်ငယ်တွေပါတယ်ကြတော့တောင်အပြင်မှာပဲထားတယ်အပြင်မှာတောက်ခတ်ပြီးထားရင်ပဲအဆင်ပြေတယ်ပေါ့တော်လေးတမွကြီးတဲ့စပိန်နေတို့ဈေးတော်တော်ပေးရတဲ့ဟာတွေဆိုရင်တော့အဲ့လိုအိမ်ထဲထိတော့ထည့်ပြီးတိတ်နေပေါ့နော်တောင်ပုံမှန်စပိန်ဆိုရင်တော့ဒီလိုအပြင်မှာပဲရက်ပြီးတော့တိတ်နှောက်လိုက်တော့ဒီမှာဆိုလဲကာရာโอเคထဲမှာဒီအရှိနာမှာက24 hour ခဏကျွန်တော်ရာမန်ဆိုင်မှာပြခဲ့တဲ့ဂျောသားဆိုတာရှိတယ်အဲ့ဒါကို24 hour ရောင်းတာဒီမှာ
ဒါကသူကဒီကျောစားတွေဆိုတဲ့ဟာဝယ်24 hour လို့ရောင်းတာပေါ့လူမရှိဘူးဒီမှာ cash နဲ့လည်းခြေလို့ရတယ်ဒီမှာဒီ PayPay ဆိုတဲ့ application နဲ့တောင်းလို့ရတယ်ပေါ့နော်အထဲမှာဘာရှိလဲတော့တက်ကြည့်လိုက်ပါအောင်မယ်လို့စီရင်တော့သူတို့ sauce တွေပေါ့ sauce တွေကိုမှာဆိုလို့စီရင် ramen လည်းရှိတယ် ramen လည်းရှိတယ်ဒီမှာဆိုလို့စီရင်ပေါက်စီပူတာမယ်ဝတ်သားနဲ့လောက်ထားတဲ့ပေါက်စီလည်းရှိမယ်ဒီမှာကျောစားခုနဖတ်ထုတ်တွေဝယ်ရတော့ဖတ်ထုတ်ပေါ့36ခုပါတာဆိုလို့စီရင်1000 36ခုပါတော့မှ1000ပေါ့နော်ကျွန်တော်တန်ပါတယ်ဒီမှာဆိုလို့စီရင်သားတွေရတာနှက်ထားတာပေါ့ပြီးလို့ရှိရင်ဒီမှာလောက်တော်တော်ဓာတ်ပုံရလို့ရတယ်ဆိုတော့အဆင်ပြေပါတယ်အမှဆိုလို့ရှိရင်သူကပတ်စံကဒီမှာဆိုလို့ရှိရင် PP သုံးလို့ရတယ်ပေါ့နော် PP လည်းသုံးလို့ရတယ်ဘာဆက်တစားPP လည်းသုံးလို့ရတယ်ပေါ့ဒီတဲ့ကိုပတ်စံထည့်ရတာဒီမှာဆိုလို့ရှိရင် PP ထည့်ကျူဝါသုံးပြီးတော့ကျူဝါကောက်သုံးပြီးတော့ဒီမှာလုပ်ရတာဒါ PP အတွက်ဒီမှာက24 hour ဆိုင်တွေကတော်တော်များတယ်ဆိုတာကများဆိုလို့ရှိရင်ကျွန်တော်ဆိုတော့စားတော့ဆိုင်တော့လားစားတော့ဆိုင်တော့မှ12နာရီမှပြန်ရတာဒါတော့တညာလုံးဖွင့်တဲ့ဆိုင်မဟုတ်လို့12နာရီပြန်ရတာပေါ့နော်12နာရီပြန်တဲ့ဟိုတော့မှတချို့ဆိုလို့ရှိရင်ခုနကလည်းညာဆိုင်24 hour လောက်တဲ့ဆိုင်တွေဆိုရင်ရှိတယ်ပေါ့အများကြီးအဲ့ဒါကြောင့်မလို့ဒီမှာပြန်ပြီးအဆင်ပြေအောင်လို့ဆိုပြီးတော့အဲ့လိုမျိုး24 hour family mart တို့ခုနလိုမျိုး24 hour လူမရှိဘဲနဲ့အဲ့လိုရောင်းတဲ့ဆိုင်တွေတော့နေရာတိုင်းနေရာတော်တော်များများမှာတွေ့ရတယ်ပေါ့ဒီမှာဆိုလို့ရှိရင်လည်းတိုက်ခန်းမှာတွေပေါ့နော်ကွန်ဒိုတွေပေါ့ဒီမှာလည်း24 hour မှလူမရှိဘူးဒါတော့ကုန်းလုံးလိုက် store line ဒေသလေးလိုမျိုးဖြစ်သွားပြီပေါ့နော်24 hour ဆိုင်အဲ့လို24နာရီဖွင့်တဲ့ဆိုင်တွေများတော့ကောင်းတာကကြတော့ဘယ်လိုလဲဆိုတော့အဲ့လိုညာဝိုင်းဖြစ်ဖြစ်အဲ့လိုညနေတကောင်ပိုက်ထစားလို့အိမ်မှာဘာမှမရှိဘူးဆိုရင်လည်းဖြစ်အဲ့လိုမျိုးလွယ်လွယ်ကူထားသွားပြီးစားလို့ရတယ်ပေါ့နော်ဒါပေမဲ့24အဲ့လိုမျိုးဆိုင်တွေကလည်းမျိုးတွေလောက်မှပဲရှိတာပါခုနခေါက်ဆွဲဆိုင်တို့စားတော့ဆိုင်တော်တော်များများကျန်တာတွေကတော့ဒီ family mart တို့ 7-Eleven တို့လောက်ပဲပေါ့အမှလည်းတော်တော်များများစုံနေတော့ရှိပါတယ်ဒါမဲ့ ready made စားတော့တွေပဲပေါ့ညာ12နာရီကျော်ပြီဆိုတော့ကလူကတော့တိတ်မရှိဘူးပေါ့နော်ဒီလိုရောက်ွက်ကြားတွေဆိုတော့ကတော့ကျွန်တော်ဒီဂျပန်စားရောက်တော့ငါဆိုလို့ဆိုရင်မြို့နယ်ရုံမှာသွားပြီးတော့မှတ်ပုံတင်လိုအပ်တဲ့အချက်လက်တွေလိုအပ်တဲ့အချက်လက်တွေတော့ပြည့်တော့ငါဆိုလို့ဆိုရင်နေ့လယ်2နာရီလောက်ထင်တယ်2နာရီလောက်ကိုလမ်းပေါ်မှာဘယ်သူမှမရှိတော့အဲ့ဒါနဲ့ကြားတဲ့ agent ဒီဂျပန်လူမျိုး agent ကိုမေးကြည့်တာပေါ့ဒါမျိုးတဲလားဆိုတော့မြို့တဲတော့မဟုတ်ဘူးပေါ့
ဒါပေမဲ့လည်းမြို့ထဲမဟုတ်ဘူးဆိုရင်တော်တော်လေးအံ့ဩရတာပေါ့နော်ဒီအခုမှစရောက်ခါစားမို့လို့လည်းပါတယ်လူတွေအရင်အိမ်မရှိဘူးဗျာဒီလိုအိုဆာကာမြို့ကြီးမှာတော့မှပဲနောက်ကြတော့မှဟိုသားဒီသားပတ်သွားကြည့်ကမှပဲကိုလှုပ်လှုပ်တဲ့နေရာမှာလူအားစီတော့တယ်ကျွန်တော်လှုပ်တဲ့နေရာဆိုလို့ဆိုရင်ဒီပုံမှန်ဆိုရင်တော့လူကြီးကတနေ့ကိုနိုင်ငံခြားခီးသွားတယ်ဆိုလို့ဆိုရင်တောင်းနှန်းချီပြီးတော့ဖြတ်တဲ့နေရာပါနော်အဲ့လိုပွဲတော့ရှိတဲ့ရက်ဒီအဲ့လိုစနေတနင်္ဂနွေပိတ်ရက်ဒီဂျပန်ကပိတ်ရက်ရှည်တွေဆိုလို့ဆိုရင်တော်တော်များများပဲအလန်ခုနကလမ်းပေါ်မှာအပြည့်ပဲပေါ့အဲ့ဒီဒိုဒွန်ဘော်ဒီလမ်းတစ်လျှောက်ကိုနောက်ကျမှကျွန်တော်ဒီဗီဒီယိုတက်တပုတ်ရိုက်ပြီးတော့တင်ပေးမယ်ပေါ့နော်အလန်တောက်လျှောက်အစားနေပြီးတော့အဆုံးထိဘာတွေရှိတဲ့လူတွေဘယ်လောက်များလဲဆိုတော့တက်ပြအောင်โอเคဒီမှာဆိုလို့ရှိရင်ဂျန်ကာလာအဲ့ဒါကာလာโอเคဆိုင်ဒီကောင်လည်း24 hour ပါပဲ24 hour ပါပဲဒီဟာကဘာဘူရာလဲဆိုတော့ဒီဟာကတာမစကူရီဘူရာတာမစကူရီကျွန်တော်တို့ဒီဟိုဘက်ချမ်းမှာဆိုလို့ရှိရင်ကျွန်တော်မော်ရီနိုမီယာရတယ်ပေါ့နော်ဒီမှာအဲ့အဝါရောင်ဆိုင်းဘုတ်ကအပေါ်ကမီးလေးတွေထွန်းလာတာကအီဇာကယတိုရီကီဆိုကူလို့ခေါ်တယ်အီဇာကယသူကညတနာရီထိဖွင့်လာညတနာရီထိစိုင်းနာမည်ကတိုရီကီဆိုဆိုအဓိကကတော့ကြက်သားပေါ့သူ့မီနူထဲမှာကြက်သားတွေများတယ်ပေါ့နော်ကြက်သားနဲ့ကြက်သားတော်တော်များများရတယ်ကျန်တဲ့မီးတွေလည်းရတယ်ပေါ့ဒီဘက်တာမစကူရီဟိုဘက်အကျော်ဆိုလို့ဆိုရင်ဆရူဟာရှိဘူရာနာတဝိုက်ကကိုရီးယားတွေများတယ်ကိုရီးယားဈေးတစ်ခုလုံးကနေရာတော်တော်များများကကိုရီးယားစားတောက်ဆိုင်တွေများတယ်ဗောနော်ကိုရီးယားအစစ်တွေလောက်တဲ့အဲ့လိုမျိုးကင်ချီတို့ကိုရီးယားထမင်းကျော်တို့စားကြရင်တော့ဒီဆရူဟာရှိနာကိုပဲတွားကြတယ်ဗောတော်တော်များများဂျပန်မှာကနောက်တစ်ခုရှိသေးတာကဒီမှာကားပါကင်ကားရက်တာလူတိုင်းနီးပါးကားဝယ်မယ်ဆိုလို့ဆိုရင်ငါကြတော့ဒီအိမ်မှာပါကင်ရှိမှပါကင်ကားရက်လို့ရတဲ့နေရာကိုအထောက်ထားပြနိုင်မှာကားဝယ်ဝင်ပြုတယ်ပေါ့ဒီမှာလူတိုင်းနီးပါးကားဝယ်နိုင်ပေမဲ့လူတိုင်းနီးပါးကားရက်ဖို့နေရာကတော့မရှိဘူးအဲဒါကြောင့်မို့တော်တော်များများကအဲ့လိုအိမ်နေပါတွေစောက်ပြီးဆိုလို့ဆိုရင်ဘလောက်ပဲဟိုဖြစ်ဖြစ်တေးဟိုကားရက်လို့ကားတနေရာစာရက်လို့ရတော့တဲ့နေရာကတော့အဲ့လိုအိမ်နေမှာတော်တော်များများထဲဆောက်လို့ရှိတယ်အဲ့လိုအိမ်မှာဘလို့မှလှုပ်လို့မရဘူးဆိုလို့ဆိုရင်ဒီလိုမျိုးပတ်စံပေးပြီးရရတဲ့တညာလုံးရတဲ့ပါကင်နေရာတွေရှိတယ်လားပြက်လဲငှားလို့ရတယ်ဒီမှာဆိုလို့ဆိုရင်24နာရီကို2950 30မိနစ်ကို220ပေါ့သူခါနဲ့သူလောနေလို့တကယ်တော့ကျွန်တော်မှစပိတ်မီးမပါတော့စပိတ်မီးတက်ဖို့မေ့သွားတယ်။ဘောင်းရတာရဲမီးတော့စင်တန်ငွေဆောင်ရမှာပေါ့။ဒီမှာဒီမှာဆိုရင်လည်းကားပါကင်မယ်ဒီကောင်ကမနက်8နာရီကနေည10နာရီအထိကို1000မနက်10နာရီကနေည8နာရီရောကြတော့600ဒီမှာအဲ့လိုမနက်နဲ့ညကွာသွားတာပေါ့နော်ဈေးကမနက်ပိုင်းငါကြတော့လူသွားလူလာလည်းများတယ်အလုပ်တွေလည်းလုပ်ကြတော့အဲ့လိုမျိုးနေရပေါ့ဒါကမနက်7ည7ကိုဆိုလို့ဆိုရင်25မိနစ်ကို200ပဲပြရမယ်အဲ့လိုမျိုးဈေးကတော့အစားအစာကွာတယ်ပေါ့နော်မနက်ဈေးနဲ့ညဈေးမနက်ခင်းရက်တဲ့ဈေးနဲ့ညပိုင်းရက်တဲ့ဈေးနဲ့လည်းကွာတယ်ပြီးတော့
30ဆိုတာကမြို့တွင်း30မိုင်တော့တနအီ30ကီလိုမီတာနှုန်းနဲ့ပဲမောင်းရတာပေါ့မြို့ထဲမှာဆိုလို့ရှိရင်ဒီမှာဆိုလဲကားရက်တဲ့နေရာတွေပဲပတ်ဆက်ပေးပြီးကားရက်တဲ့နေရာတွေတော်တော်များများဒီဆိုင်မုတ်ကရက်လို့ပြောတာမြန်မာမှာဆိုရင်တော့ရက်ပေါ့စလုံးဆိုင်မုတ်အနီရောင်ကြီးပဲအဲ့ဒါကိုမှမရက်ဖဲနဲ့တွားလို့ဆိုရင်ရဲကားနဲ့ခုနကရဲကားနဲ့တွေ့လို့ဆိုရင်9000ဂျပန်ယန်9000တန်ငွေဆောင်ရတယ်ပေါ့နော်အဲ့လိုလမ်းသွားနေနဲ့ဖုန်းတွေပါတယ်ပြောတယ်ဆိုလို့ဆိုရင်က6000လား12000လားမသိဘူးအဲ့လိုတန်ငွေဆောင်ရတယ်ပေါ့ဒီမှာအိမ်တွေပါတယ်စောက်ပြီဆိုလို့ဆိုရင်အဲ့လိုမျိုးကားတနေရာစာလောက်ကလေးပဲအဲ့လိုနေရာလေးမပါပါအောင်တော့စောက်ရတယ်အော်လို့ဆိုရင်ကားရက်ခတယ်မှာတလားကိုဂျပန်ပတ်စံအိမ်မှာကားရက်ဖို့နေရမှာရှိရတဲ့အပြင်မှာခုနလိုလာပြငါပြီးတက်ပေးရတာတွေဆိုလို့ဆိုရင်2000နဲ့3000ကြားမှာရှိတယ်ပေါ့တလားဒီမှာဆိုလို့ဆိုရင်ကျင်းကြွကလေးပဲဒါတော့ကျွန်တော်အိမ်နာပြန်ရောက်ပြီးဖြစ်ပါတယ်အိမ်ရင်ရက်ကွက်မိုရီနိုမီယာနာမှာနေတာပါဥစာကကျောနာကဒီဟာကအိမ်နာကတန်းညံလေးပါဟိုးဟာကတော့ကျွန်တော်အဆောင်မှာမီးလေးနေတဲ့တိုက်ကတော့ဒီမှာဖြစ်ပါတယ်ပြန်ရောက်ပါပြီဒါပါဒီအောက်ထဲမှာအဆောက်အဦကလူများတော့ဆိုရင်အောက်ထဲမှာမဆန်တော့ဒီအပြင်မှာထွက်ထားတယ်ပေါ့လမ်းပေါ်မှာအဲ့တော့ပါမှာဒါရှစ်လွာအထိပဲတက်လီကရှိတာပေါ့ကျွန်တော်အပေါ်ဆုံး9လွာမှနေတာညတော့12နာရီ42မိနစ်ရှိပါနော်โอเคဒါကတော့ညာပိုင်းမြင်ရတဲ့ကျွန်တော်နေတဲ့တိုက်ခန်းပေါ်ဆုံးကနေမြင်ရတဲ့မြင်ကွင်းဖြစ်ပါတယ်ကျွန်တော်အခုမနက်ကသွားခဲ့တာကဟိုးဘက်မှာပေါ့နော်7:42မိနစ်အိုဆာကာမြို့ရဲ့မြင်ကွင်းဖြစ်ပါတယ်โอเคဒါကတော့ကျွန်တော်နေတဲ့အခန်းဖြစ်ပါတယ် 1K room တလားကိုဂျပန်ယန်းငွေ4000ကျော်ပေးရတဲ့အခန်းဖြစ်ပါတယ်ဒီမှာမီးဖို့ကြောင်ရှိမယ်ဒီမှာ drawing back ရေချိုးကအိမ်သာရှိမယ်ဒါကတော့ကျွန်တော်နေတဲ့အခန်းဖြစ်ပါတယ်โอเคနောက်ရက်ကနေပြီးတော့နောက်ရက်မှာပဲဒီဂျပန်မှာအိမ်ငှားလို့ဆိုရင်တလားကိုဘယ်လောက်ပေးရလဲဆိုတာနဲ့ဂျပန်အခန်းကြီးဘယ်လောက်ကျယ်လဲဆိုတာဗီဒီယိုလေးတက်လုပ်ပြီးဒီမျိုးပဲပေါ့နော်အခုကတော့ကျွန်တော်လည်းလောက်ရရှာလေးလုပ်လိုက်ပါအောင်မယ်အားလုံးပဲ bye bye